အခန်းနည်းနည်းကျင်းတော့လေ့ကျင့်ခန်းလုပ်ရမှာမကောင်းအခန်းကျင်းတယ်လှုပ်ရှားလို့မကောင်းဒီနေ့ဂျပန်မှာအဲ့လို training ဆင်းနေပေါ့အဲ့လိုဘလုံးကွင်းနေမှာပဲဖြစ်ဖြစ်တခြားပန်းညံနေမှာအဲ့လို training ဆင်းတဲ့ကလေးတွေတွေ့နည်းနည်းထူးခြားတာလေးတစ်ခုရှိအဲ့ဒါဘာလဲဆိုတော့သူတို့ကလာတဲ့ခါကျရင်ကွာဟိုမှာလေးလားနဲ့အပျော်သဘောမျိုးတော့ဟုတ်ပြီဒါပေမဲ့သူတို့လိုချင်တာကိုလေ့ကျင့်ပြီးမှပြင်ကြတာအဲ့ဒါလေးသတိထားမိဟိုမှာသင်ငယ်ချင်းနဲ့ပဲလာတယောက်တည်းပဲလာလို့အဖေမေနဲ့ပဲလာဒါမှမဟုတ်လို့ကိုယ်သင်ပေးမဲ့သူနဲ့ပဲလာကွာသူတို့သင်ငယ်ချင်းလာတယ်ဆိုရင်လည်းဟိုမှာသူတို့ဘောလုံးရလုံးမဟုတ်ဘူး baseball တခြားအားကစားနည်းလည်းကစားကြတယ်ကွာအဲ့မှာအဖမ်းနာလေ့ကျင့်နေတယ်ဆိုသင်ငယ်ချင်းအလုံး20 30တချို့ဆိုရင်နိုင်ဝတ်တနာကြီးအဲ့လိုကြီးပဲပြစ်ပေးနေတယ်သင်ငယ်ချင်းလည်းအဲ့ဒါပဲလိုက်ဖမ်းပြစ်တဲ့ဆိုလိုက်တိုင်းပဲပြစ်အဲ့လိုရိုက်တာကိုလေ့ကျင့်မယ်ဆိုလည်းရိုက်တဲ့ဆိုအလုံး20 30ပစ္စည်းညောင်းလေးလာလဲသင်ပေးဆိုအဲ့လိုမျိုးတွေပဲသွားတာအဲ့လိုလေးတွေ့မိလို့ဟိုငါတို့ဘက်ဒီမှာဆိုများသောအားဖြင့်ဘောလုံးကနေလာတယ်ပန်းညံနေလာတယ်ဆိုရင်အပျော်သဘောမျိုးလာပြီးတော့ဟိုဘာလုံးမှလည်းလို့မဟုတ်ဘူးဗတိုင်းမဲ့လာပြီးတော့ပြန်ကြတာများတယ်အခုကကြတော့ဒီလိုပုံမှန်ဝါသနာပါလို့ပဲဖြစ်ဖြစ်ဒီလိုကစားနည်းတစ်ခုခုမှသူတို့လုပ်ပြီးဆိုရင်လေအဲ့လိုလေ့ကျင့်ပြီးပဲပြန်ကြတာဒီနေ့ဆိုလည်းဘောလုံးကန်နေနဲ့ကလေးတယောက်တွေ့လို့ဟိုသူကန်နေလို့သွားကန်တူတူကန်မယ်ဆိုရင်ပြောလို့လောင်းပဲဆိုလောင်းပဲအလုံး30 40 50အဲ့တူတူလိုက်ကန်ပေးတာဗျအပြီးဘောလုံးထိန်းတာလေးချင်းပဲဆိုလည်းဘောလုံးထိန်းတာအကုန်လိုက်လုပ်ပေးတာဟိုဒါတော့သူတို့အမေကြီးအเจ้าမှာပဲဒီလိုအပြောကန်တာမျိုးပဲရှိရတယ်ဒါပေမဲ့ဒီမှာအမကိုကဟို baseball ပဲဖြစ်ဖြစ်ဘောလုံးပဲဖြစ်ဖြစ်ကိုမဝါသနာပါတယ်ဆိုသူတို့လိုချင်တာကိုကျင့်ပြီးပြန်သွားတာပြောတာတယောက်တည်းလာလေတယောက်တည်းသမားကိုလိုချင်တာရှူတင်ဆိုလဲရှူတင်မတော့ရှိုင်းမှာအဲ့တနားလုံးရဲ့အတိုင်းပဲကန်နေအဲ့လိုလေးတွေတွေ့ရပေါ့လူတိုင်းရဲ့လိုတော့မဟုတ်ဘူးအများစုအဲ့လိုမျိုးပြောချင်ကလေးလေးတွေကိုခေါ်လာပြီးတော့မိဘတွေလေ့ကျင့်ပေးလဲအဲ့လိုမျိုးပဲဟိုငါတို့ဘက်မှာကဘောလုံးကန်နေဆိုတကယ်ကြီးနေစုပြီးဘောလုံးကဝန်ကန်နေရေးကားနဲ့ပြီးသွားခါပြီးတာလေ့ကျင့်တာတော့ကန်တာလေ့ကျင့်တာအဲ့လိုမျိုးမရှိဘူးလို့ပြောတာအဲ့လိုမျိုးရှိမှဟိုတရက်နဲ့တရက်ကိုလာတိုင်းမှာတိုးတက်သွားပြီးတော့ကန်တဲ့လှုပ်တဲ့ဖြစ်သွားမှာလေဒီမှာအဲ့အလေးထားလေးတစ်ခုတော့တွေ့ရတယ်ဟိုနေရာတိုင်းမှာအဲ့လိုရှိမရှိတော့မသိပေမဲ့အခုဒီမှာတော့ဒီဘောလုံးကနဲ့မှာအဲ့လိုမျိုးပဲဟိုသူ့အစုလိုက်နေသူ့အဖွဲ့နေသူပဲဖြစ်တယောက်တည်းပဲဖြစ်လာတယ်လူကျင်တာကိုလေ့ကျင့်ပြီးပြန်ကြတာအဲ့လိုမျိုးလေးတွေ့လို့လေအဲ့ဒါမှကိုကဟိုတရက်လာလာကြာလာတဲ့ခါကျရင်ကန်တဲ့ဖြစ်မှာဒီနေ့ကန်တဲ့ကလေးဆိုလဲဟို12နှစ်ပဲရှိသေးတယ်လေအဲ့လောင်းဘက်တွေပြီးရင်ရှူတင်တွေအကုန်ရနေပြီကွာလေ့ကျင့်ထားတဲ့ပုံစံမျိုးလို့ပြောချင်တာအဲ့လိုဖက်နဲ့လဲနေဖြစ်နေကွာဟိုလာတိုင်းအဲ့လိုမျိုးလေ့ကျင့်နေသူဟိုကိုယ်နဲ့ဝင်ငယ်နေကြတယ်သူလေ့ကျင့်နေတာတွေ့တယ်လေတယောက်တည်းပဲလိုမျိုးကန်နေတာတွေ့လို့လေဒီနေရံနဲ့ကိုလေတော့ရှော့နိုင်ဝတ်တနာကြီးသူတယောက်တည်းကန်နေတာတွေ့လို့ပြီးမှစကားတော့ပြောရင်းနဲ့အဲ့ဒီလေ့ကျင့်မယ်ဆိုပြီးလေ့ကျင့်ဒီနေ့လာတာလေသူ3 နာရီလေ့ကျင့်တာအကလေးတယောက်တည်းဆက်နေခွဲလာမှသူပြန်သွားဒီအဲ့လိုမျိုးပြောနေတာသူတို့ဒီဘောလုံးနဲ့ပတ်သက်ပြီးအသမွေးများပြူတာမပြူတာမသိဘူးကွာသူတို့မှဝါသနာဘာလို့လုပ်ရင်သူတက်